2019 ခုနှစ်ဩဂုတ်လ25ရက်နေ့ဟာမောင်တော်မြို့နယ်ခမောင်းစိတ်ကြီးရွာအုပ်စုမှာအေးချမ်းစွာလောက်ကင်စားတောက်နေကြတဲ့ဟိန္ဒူဘာသာဝင်တွေအတွက်ကဘာပြက်ခဲ့ရတဲ့နေ့ရက်တစ်ခုဖြစ်ခဲ့ပါတယ်။အာစာကျမ်းဖက်သမားတွေဟာခမောင်းစိတ်တောင်ရွာနဲ့ရဲဘော်ကျကြီးရွာတွေကဟိန္ဒူဘာသာဝင်တွေကိုဖမ်းဆီးခေါ်ဆောင်ပြီးအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ကြတာပါ။အဲ့ဒီနေ့မတိုင်ခင်အခြားကြီးရွာတွေကိုရောက်ရှိနေတဲ့လူနည်းစုလောက်သာအသက်ရှင်ခွင့်ရခဲ့ပြီးရွာမှာကြံရှိခဲ့သူအားလုံးကတော့အာစာအကျန်းဖက်သမားတွေရဲ့တပ်ဖြတ်မှုကိုခံခဲ့ကြရတာလည်းဖြစ်ပါတယ်။ဒါမဲ့ဩဂုတ်လ25ရက်နေ့ဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုတစ်နှစ်ပြည့်မြောက်မှာဖြစ်ပါတယ်။ဒါပေမဲ့ဟိန္ဒူဘာသာရဲ့ဓလေ့ထုံးတမ်းအရအချိန်တစ်ပတ်စောပြီးဩဂုတ်လ15ရက်နေ့မှာတစ်နှစ်ပြည့်ဆူတောင်းပွဲအခမ်းအနားကိုမောင်တော်မြို့မှာပြုလုပ်ဖို့စီစဉ်နေကြပါတယ်။ဟိန္ဒူလူမှုကူညီရေးအဖွဲ့အတွင်းရေးမှူးဦးဘူးလရွှေကအခုလိုပြောပါတယ်။ဒီ133ဦးတော့ကိုစားပြုကျင်ရှိတဲ့မရှိတဲ့မိသားစုလေးရှိတယ်ရှိတဲ့မိသားစုလေးရှိတယ်အကုန်လုံးဝန်းနေအထိမ်းမင်းနဲ့တနည်းပြရလီဆွင်းကိုကျွန်တော်တို့အဲ့ဒီမောင်တော်ခါယကနောက်မှာဟိုဟိန္ဒူထုံးစံအရာဒလေထုံးစံအရာဘုန်းကြီးတွေနဲ့သူတို့တော့ရေစားချဖို့တယ်လောရပါမယ်တချို့မှာမိသားစုဝင်တွေအားလုံးတပ်ဖြတ်ခံခဲ့ရတယ်လို့တချို့မှာတော့သားသမီးတွေအားလုံးတပ်ဖြတ်ခံခဲ့ရတာကြောင့်အသက်ရှင်ကြံရည်ခဲ့ကြတဲ့ကာယကံရှင်မိသားစုတွေဟာအချိန်တစ်နှစ်ကြာလာတဲ့အထိကြေကွဲဝမ်းနည်းနေကြရဆဲဖြစ်ပါတယ်။မောင်တော်မြို့နယ်မှာဟိန္ဒူဘာသာဝင်4000ကျော်နေထိုင်ကြပြီးအဲ့ဒီတက်ကလူပေါင်း1000ကျော်လောက်ဟာအကြမ်းဖက်မှုတွေနောက်ပိုင်းစစ်တွေနဲ့မောင်တော်မြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။လက်ရှိအချိန်ထိအိမ်တော်စု300လောက်နဲ့လူပေါင်း1200ကျော်ဟာစစ်တွေနဲ့မောင်တော်မြို့တွေမှာမိခိုနေကြရဆဲဖြစ်ပါတယ်။သူတို့တွေဟာမူလနေထိုင်ခဲ့တဲ့ခမောင်းစိတ်ကြီးရွာကိုပြန်မသွားတော့ဘူးလို့ဆုံးဖြတ်လို့ထားကြပါတယ်။ကျမလုံးဝမပြေဘူးဘင်္ဂလီကလာကိုကြားပါတယ်။ပထမလည်းဘင်္ဂလီခဏနဲ့ကျမတို့ဟိန္ဒူနဲ့ဘာမှပဲတဲမရှိပါဘူး။အလိုလိုပဲဘာအကြောင်းနဲ့ရရင်မသူကျမဟိန္ဒူကအကုန်လုံးတဲဝလိုက်တယ်။အဲ့ဒါနဲ့ကျမမပြေဘူး။အခုခမောင်းစမှာအင်းလည်းမရှိဘူးဟာလည်းမရှိဘူးလူလည်းမရှိဘူး။ရဲဘော်ကြားကြီးရွာဖြစ်စဉ်မှာမိသားစုဝင်23ဦးတပ်ဖြတ်ခံခဲ့ရတဲ့မက်ချော်ရချော်တီပြောပြသွားခဲ့တာပါ။သားသမီးနဲ့မြေးတွေအားလုံးတပ်ဖြတ်ခံခဲ့ရတဲ့အသက်80ကျော်အရွယ်ဒေါ်ဟာလာဘီကလည်းသူ့ရဲ့ခံစားချက်ကိုအခုလိုပြောပြပြန်ပါတယ်။အိုးအာဒီမတ်ကိုဒီလာဒီလာအာဒီလာဟာမျိုးမှာအာဘောဂီဘောဂီဘက်ကွန်ဂီအကျန်းဖက်သမားတွေကသူ့သားရဲ့မျက်နှာကိုအဝတ်နဲ့ပိတ်ထားသလိုလက်နဲ့ခြေထောက်ကိုကျိုးနဲ့ချီပြီးလယ်လီတက်ဖြတ်ခဲ့တာအခုထိမြင်နေသေးတယ်လို့ဒေါ်ဟာလာဘီကဟိန္ဒူဘာသာစကားနဲ့ပြောဆိုသွားတာဖြစ်ပါတယ်ဒေါ်ဟာလာဘီဟာအကျန်းဖက်ခံရမှုဖြစ်တဲ့နေ့ကအခြားကြေးရွာတစ်ခုကိုရောက်ရှိနေတဲ့အတွက်အသက်ရှင်ခွင့်ရခဲ့တာဖြစ်ပြီးအစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့ရုပ်အလောင်းတွေကိုတူးဖော်တဲ့အခါမှာသူ့သားရဲ့အခြေအနေကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အာစာအကျန်းဖက်သမားတွေဟာခမောင်းစိတ်နဲ့ရဲဘော်ကြားကြေးရွာမှာနေထိုင်တဲ့ဟိန္ဒူဘာသာဝင်တွေကိုတပ်ဖြတ်ပြီးငယ်ရွယ်တဲ့အမျိုးသမီး8ဦးနဲ့ကလေးငယ်8ဦးကိုတစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပါတယ်အခင်းဖြစ်ပြီးနောက်အချိန်2ပတ်ခန့်အကြာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်တဲ့ဟိန္ဒူဘာသာဝင်လူငယ်တဦးကအဲ့ဒီအမျိုးသမီး8ဦးတကတချို့ကိုအင်တာဗျူးထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာပထမဆုံးတွေ့တင်ခဲ့ပါတယ်။အဲ့ဒီတဲလွန်စားကိုစတင်သတိထားမိခဲ့သူကတော့စစ်တွေမြို့မှာနေထိုင်တဲ့ပြည်내လွှတ်တော်ကိုယ်စားလှယ်ဦးကျော်စောဦးဖြစ်ပါတယ်။သူ့အနေနဲ့အဲ့ဒီဗီဒီယိုဖိုင်နဲ့ဆက်နွယ်ပြီးဟိန္ဒူတွေယာနဲ့ချီတပ်ဖြတ်ခံရတဲ့ဆိုတဲ့သတင်းကိုအတည်ပြုနိုင်ခဲ့ပြီးဦးကျော်စောဦးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာစတင်ရေးသားခဲ့ပါတယ်။အဲ့ဒီနောက်အချိန်တစ်ပတ်ကျော်ခန့်အကြာမှာအစိုးရကဟိန္ဒူဘာသာဝင်တွေကိုအစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့နေရာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ပြည်내လွှတ်တော်ကိုယ်စားလှယ်ဦးကျော်စောဦးကဟိန္ဒူတွေတပ်ဖြတ်ခံရတဲ့ကိစ္စအပေါ်အစိုးရဘက်ကဖော်ထုတ်မှုအားနည်းခဲ့တယ်လို့ပြောပါတယ်။ကိုယ်နိုင်ငံသားအယောက်တရာဟာနိုင်ငံသားမဟုတ်လူတွေတက်လို့အယောက်တရာကျော်အစုလိုက်ပြုံလိုက်အသက်ခံရတယ်ဗျာ။အဲ့ဒါကိုအာဏာပိုင်တွေကအားထုတ်တဲ့တတိအစနာရကလေးကအားမထုတ်ဘူး။အဲ့ဒါကိုအာဏာကိုမကင်ထားတဲ့အပြင်လူတွေကဖော်ထုတ်မှသိတယ်။ဖော်ထုတ်မှသိတဲ့အခါကြာမှဟိုဖက်ကိုရောက်နေတဲ့ဒါဇာခံမိန်းကလေးတွေကလေးတွေကိုဒီဖက်ပြန်လာနိုင်ဖို့ပေါ့နော်ပြန်လာနိုင်ဖို့တော့အနည်းချင်းအားထုတ်တယ်အနေချင်းအားထုတ်မှုရှိတယ်ပေါ့နော်ဟိုဘက်ကကိုယ့်အကိုလာတဲ့သဘောလာတယ်ဒီဘက်ကလက်ခံကြိုဆိုထားပြီးအသေးချာထိမ့်သိမ်းထားတယ်ဆိုတော့အဲ့ဒီထက်ပုံမလာဘူးအစိုးရကဟိန္ဒူဘာသာဝင်52ဦးသေဆုံးပြီးပျောက်ဆုံးနေသူ192ဦးအထိရှိတယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ဟိန္ဒူဘာသာဝင်တွေကတော့သေဆုံးသူဦးရေဟာ113ဦးရှိတယ်လို့အတည်ပြုထားတာပါဟ
ဟိန္ဒူဘာသာဝင်တွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအဓိကတရားခံဘယ်နှဦးကိုဖမ်းဆီးရမိတယ်လဲဆိုတာနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူးရခိုင်ပြည်နယ်ကလုံခြုံရေးအရာရှိအတိုင်းဝိုင်းကတော့ပြစ်မှုကျူးလွန်သူတွေအားလုံးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်ရှိနေကြတာကြောင့်ဖမ်းဆီးအရေးယူထားတာမရှိသေးဘူးလို့ပြောကြပါတယ်ရဲဘော်ကြကြေးရွာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုဖြစ်စဉ်မှာမိဘဆွေမျိုးတွေအားလုံးတပ်ဖြတ်ခံရပြီးတဦးတည်းကြံရစ်ခဲ့တဲ့ဟိန္ဒူကလေးငယ်9ဦးခန့်ဟာစစ်တွေမျိုးကဟိန္ဒူဘုရားကျောင်းမှာဖွင့်လှစ်ထားတဲ့ကယ်ဆယ်ရေးစခန်းမှာမိခိုနေရပါတယ်။အဲ့ဒီမိဘဆွေမျိုးမဲ့ကလေးတွေကိုအစိုးရကတာဝန်ယူပြီးနီးစပ်ရာကျောင်းတွေမှာပညာသင်ဖို့မျှော်လင့်ခဲ့ကြပေမဲ့လက်တွေ့မှာအစိုးရကအလေးမထားတာကြောင့်စစ်တွေမျိုးကဈေးဆိုင်တွေမှာအလုတ်လုတ်ကင်နေတယ်လို့သိရပါတယ်။ခမောင်းစိတ်နဲ့ရဲဘော်ကြကြေးရွာကဟိန္ဒူဘာသာဝင်တွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုဟာမကြာခင်တစ်နှစ်ပြည့်မြောက်တော့မှာဖြစ်ပေမဲ့အသက်ရှင်ကြံရစ်ခဲ့တဲ့မိသားစုဝင်တွေကတော့ဝမ်းနည်းကြေကွဲမှုတွေနဲ့အတူအနာဂတ်ပျောက်ဆုံးနေကြဆဲဖြစ်ပါတယ်ခင်ဗျာ။